Samsung ဝယ်ကိုင်မမဟုတ်ဆိုတာ Galaxy A20 ခွန်ကတက်တည်ပါဘာကြောင့်လဲဆိုတော့ design ပိုင်းမှာ Samsung ရဲ့ premium look ကိုဆက်ပြီးတော့ထိန်းထားတယ်ကင်လိုက်တာနဲ့ဈေးကြီးတဲ့ဖုန်းတစ်လုံးကင်နေတဲ့ feel ကိုပေးနိုင်ပါတယ် display ပိုင်းမှာလည်း Super AMOLED display ကိုသုံးပေးထားတာဆိုတော့ဆိုနေရပဲဒါ Samsung ရဲ့အားသာချက်တစ်ခုပဲလေ refresh rate ကိုလည်း 120Hz ထည့်ပေးထားတာဆိုတော့ social media သုံးတာ video ကြည့်ရတဲ့ game story တွေမှာလည်း smooth ဖြစ်နေမှာပါကင်မရာကတော့ main camera 15 megapixel နဲ့5 megapixel ultra wide camera 2 megapixel macro camera ဆိုပြီးတော့3လုံးပါပါမယ်selfie camera ကတော့12 megapixel သုံးပေးထားပါတယ်နောက်ပြီးတော့ Samsung ဖုန်းတွေကိုလူကြိုက်များစေတဲ့အဓိကအချက်ကတော့ One UI experience OS နဲ့ security update ကို6နှစ်ထိပြင်သုံးလို့ရတာပါအဲ့တော့နှစ်ကြာအသုံးပြုဖို့ကိုလည်းစိတ်ချရပါတယ်အဲ့တော့ဖုန်းတစ်လုံးဝယ်တဲ့အခါ design camera display နဲ့ software experience အကုန်လုံးကို balance ကောင်းနဲ့လိုချင်နေဆိုရင်တော့Galaxy A20 ခွန်ကရွေးချယ်တင်တဲ့ model တစ်ခုပါပဲ။ဈေးကတော့ 128GB ကို15,45000ကျပ် 812GB ကို18,200ကျပ် 825GB ကို19,61000ကျပ်ပါ။ဈေးနှုန်းအပြောင်းအလဲတော့ရှိနိုင်ပါတယ်။ online ကနေမှာလို့ရသလို mobile ဆိုင်ခွဲတွေမှာလည်းလာဝယ်လို့ရပါတယ်ခင်ဗျာ။